你呀，我到他家里边，多少有，我到他家里的威士忌的，多少有家里没到他了啊，今年嘛，那到钱谁骗他了？啊，大木拉手比较歪的，打扰一个嘛，这都有，ready made，一个，အဲ့တော့ကျွန်တော်ဆရာလည်းအရင်မကြောက်ဘူးအဲ့တော့အများကြီးအပြင်းနေတယ်မတော့တာကျွန်တော်အဲ့လိုရေရောတယ်ပေါ့နော်ရေရောတာများတယ်ဒါဆိုဒီကောင်ကြီးနေကြတော့နည်းပြင်းမလားလို့နေတော့အဲ့တော့မတော့နိုင်ဒါတော့ကြံစိတ်မရင်းနေရောဂျွန်နီလန်းလျှောက်တော့မဟုတ်ဘူးဒီကောင်ကဟိုဆန်တိုရီလို့ခေါ်တာဆန်တိုရီဝီစကီကိုဟိုရ30ခွန်လမ်းထွက်နေဒီကောင်ကြီးကစီးအသက်သာဆုံးပဲစီးအပေါ်ဆုံးပဲဒါ300ကျော်300 400လားအဲ့လောက်ပဲပေးရတယ်30ခွန်တော့မှပြင်းတယ်ကိုဟောလူပုံကိုဟော30ခွန်တော့မှဒါစီးအသက်သာဆုံးပဲဒါကျန်တာအဲ့ဒါဈေးကြီးတာလေးရွယ်တော့အဲ့အမီးတော့ရှင်အမီးတော့ဒီကောင်ဟိုကောင်ဒါမှိုပေါ့နော်မှိုမှသူကဘယ်လိုလဲစနက်ခုလောက်ထားဒါမှိုမှသူကစနက်ခုလောက်ထားနော်တောက်ကြည့်တော့မတန်ကုန်နဲ့ပြင်းလိုက်တာတော်ပြင်းလာပဲဒီကောင်တော့ထဲလိုက်တာအခုတန်ကုန်ကတော်ပြင်းလာတန်ကုန်နဲ့တော်တော်ကြီးမတောက်နိုင်အဲ့လိုကြီးအဲ့လိုမတောက်နိုင်ပြင်းတယ်ပြင်းရေရောဒီကောင်လေးကြတော့ဟောပေါ့ရေပွဲကြောက်လားကင်းမွန်ကြောက်လားဘယ်လိုခေါ်လဲရှည်တက်တော်လေးရပဲအချောက်ပဲငါချောက်လို့ဒီကောင်ကြောက်ငါချောက်ဟိုတစ်ခေါက်စားလေးရကြိုက်သွားစေမုံငါချောက်ကောင်ကြောတော့ဟိုchicken family မကဝယ်လာလေ chicken letto ခါရရစကောင်ကြောအာလူကြောအမီးရများတယ်တောက်တာတစ်ခွက်လောက်လေးဒီမိုးနည်းနည်းစိတ်ဝင်စားမိုးတစ်ခါမှမစားဘူးရှိတာကေစနက်ရှိတာကေဆိုတာဒီမိုးပြောတာဒီမိုးသူကစနက်ကူလောက်ထားအချောက်ခံပြီးတော့ဒီချစနက်ကူဖြစ်အောင်လောက်ထားဘလို့ရတာလဲမသိစားကြည့်သူတို့ပုံစံလေးမာတောင်းနေရပဲတော်တော်မာတာပဲဒီမှာဒါမိုးသူကစနက်ကူလောက်ထားတာတော်တော်မာတာပဲစားကြည့်အောင်ပါကျွတ်လေးအရသာလေးရလိုလဲတော့ဘယ်လိုပြောပြမဝါဘီစကုတ်လိုမျိုးလေးဝါလိုက်ရင်အဲ့လိုကျွတ်လေးဒါမှသူကပျော့ပြီးဝင်သွားဝါတဲ့အချိန်မှာပျော့ပြီးဝင်သွားမို့သူတို့အချောက်လုံးပြီးတော့ထားလို့ကောင်းလောက်တာကဲချီရဗျာကျွန်တော်အဲ့လိုအရင်ကြီးမတော့နိုင်
အဲ့တော့ဒီမတောက်နိုင်တန်ကောင်လောက်တောက်တော့အမနေခါရအရင်သမားတွေဘယ်လိုများတောက်ကြလဲလောက်ခါတော့ပုံမှန်ဆိုဘီယာလောက်ပဲလေဘီယာလောက်ပဲတောက်ဖြစ်တယ်ဝီစကီမတောက်ရကြာပြီတော့တောက်ကြည့်ရခါရကောင်းကြတော့ဟိုပေါ့ family map လေ convenience ဝယ် store ဝယ်တော့ chicken အဆပ်ပေါ့နော်အဆပ်မိုင်းမဆုံးထမင်းနဲ့စားလို့ရအဲ့တော့ဝယ်ထမင်းလေးနဲ့ကစ်ငေါင်းမဆုံးရတာတွေကမာပြီးတော့မလေးကိုမှဝါလဲလို့ရှိရင်သူကပျော့ပြီးဝင်ပြီးတော့ဝါနေနဲ့ပျော့ပြီးတော့ပါစတဲ့ဝင်သွားမိုးပါလေမိုးအမာလောက်တာအဲ့ပုံစံမျိုးချကွာသူများတွေအောင်တောက်နေသေးရငါကောကlevel ကို level ပြန်မြင့်ရမှာသူများတွေအောင်တောက်နေသေးရကိုကဘာလို့မတောက်နိုင်ဘူးဟုတ်တယ်မလားဒီမို့လေမိုးရမဆုံးရောင်းလေးကြိုက်တယ်အကြိုက်ဆုံးမှာလောအကြိုက်ဆုံးမှာဒီကောင်ငါ6လိုမျိုးဟာတွေရေပွဲကြောက်လားကင်းမုံကြောက်လားအ6တော့အ6ပဲမတို့ပုံစံလေးအ6တော့တပြားပဲပါတော့ဈေးကြီးရတပြားပဲပါဒီမျိုးလေးရေပွဲကြောက်လားကင်းမုံကြောက်လားဘယ်လိုခေါ်လဲဒီလိုတွားတော့ရေထဲမှာကျွင်းအဲ့လိုတွားရေထဲမှာသူရမ်းကြအဲ့လိုကောင်းကြီးရမ်းကြစားကြပါအောင်များကျွေးပါတယ်ရောက်စားကြပါအောင်တော့မာတယ်ဝါတယ်ဘယ်လိုထဲမှာသူကချက်ချင်းမှာမလောင်းနေမှာဒါပြီးတော့တော်တော်ဝါတယ်မာတယ်ဆိုတော့အချိန်မောင်း30လောက်ဝါတယ်ဝါပြီးတော့အဲ့လိုကျင်းရဝါတဲ့အချိန်မှာသူ့ရဲ့အငံဓာတ်လေးထွက်လာပြီးတော့ဟာလူကောင်ပြင်းတယ်ဒါတော့ကျိုးပါ30ခွန်တော့မှတောက်ကြည့်တော့30ခွန်တော့ပြင်းတာပေါ့နော်ပြင်းလို့ရှိရင်တော့မိုးမှာပါဘီယာတွေတောင်မှပဲဟို9လို့6တော့ဒီကောင်30ခွန်ဆိုတော့ပြင်းတော့အဲ့ဒါကျွန်တော်ရဲ့ favorite ငါချောက်ဆေမွန်ငါချောက်ဟိုကိုင်ဒိုမှာလုပ်တယ်ဟိုကိုင်ဒိုမှာထွက်တယ်ငါချောက်ဆေမွန်ငါတို့ပြန်
Selmongaro bien. Oh, mighty, huh? Ngài sao đi, ngài sao. Ngài sao ở đây chạy, mỗi cái này ngài sao sao vị trí là, ngài sao ở đây chạy, và ngài sao là sao này, thằng anh ngã hả đi đấy mà, muffin này bài chào rồi, mà sao thì nhào đó, đuổi ra, có gì muffin mà cao lô bà đi bé lâu, xưa có thể về sao nhào, mà bắt một đồ ăn luôn, muffin này nè, đâu đấy, ngài chào đi, chả mày này nhiều, cô đi này ngã tí này mà. Tôi sẽ nhà bia chả ngày mà mi à ngày mà yam công nào này tên này yam ngon tên lúc bia nó tên này yam lúc một công này hào nó này yam TBC rồi sát thầu thì tôi extra đây rồi chỉ tao mà bị đó này là tây là tao nhà này rồi extra đây long này lúc bia đó rồi mi cô này ngày mà mà xí vào extra đây là yam là sát ra rồi nè Doris Santori Whiskey. Ngon. Ta chờ đó tìm giờ. Thế men là lại pan nè. Đi con nó đây nè mà nó. Ngon nó extra đây nè mà. Giờ mới coi lúc biết à. Ai lúc biết hàng nhiều đồ gì à, tè hóa ra. Sao mà nhau nó. Đồ hào sao bị rồi. Đồ khu phiền đồ gì, đồ tè xoay khám à, ở đâu nhiều đi. Chả bạn anh á. Đồ tè chọc. Em xí gan tiền giờ là này rồi. Ngon. Này thân thể nào. Cô leve bien miệng, leve này nè. Leve bien miệng bây giờ đi đâu. Yêu quá, chát quá. Tôi. Tụi mình ai tao này đi à. Chát. Mày đi. Bà bia tao lúc gì mà bia thì gas đi bà mẹ. Gas đi bà mẹ. Tụi hoa mẹ. Đi whisky cho rồi gas đi bà mẹ bao đi. Oh my god. どうですかBiang Yang đá đồ biang con đi tí chạy rồi sao mày thôi cho nó yang ngon đi sát đá dạo sao rồi nhiều vậy thì con sát đá dạo rồi bốn năm ni nè sát đá dạo rồi bốn năm nhiều đi ngon xè nó mà lý nè hóa lại rồi tông lên ngã xe ra là hóa lại rồi biểu thì mà tôi ai ra đây thoát là tôi ai ngang đây tôi ai ra đây thoát là miêu cha là cúi xuống quay hoa cái miêu phải đi sao ta nhiều hóa chỉ là ba ra làm gì rồi ba ra làm gì tôi ai rồi miêu biểu hóa vì đó mà quay hoa rồi mà tôi ai ra thoát là cái chi à bà bia tao choបងSuntory Whiskey နေ့တိုင်းတော့မတောက်ဘူးဗျတော်တော်မတောက်ပြီလားတော်တော်ကြာပြီဒီနေ့ကျမှအရင်နေ့တွေကလည်းနည်းနည်းချိတ်နေငါတောက်မယ်ဆိုပြီးတော့ဒီနေ့ကျတော့ကဲဝယ်ချလိုက်တယ်အဲ့လိုမျိုးပြင်းတယ်လို့ခံစားရတယ်ဒီကောင်နည်းနည်းပြင်းတယ်
အရသာပြင်းတယ်ဖះမကြိုက်နဲ့မကြိုက်တွေလောက်နေဖះမကြိုက်နဲ့မကြိုက်တဲ့အရေးတောက်နေတခါလေးတောက်တာအမြဲတမ်းတောက်တာမှာခါလေးတောက်တာအရသမားတွေလိုမျိုးမော်တောက်ရင်မနေနိုင်ပြီးတော့နေ့တိုင်းတောက်နေမှာတခါလေးတောက်တာတော့ရပါဖះခွင့်လွှတ်ပေးပါဟုတ်လားမိုက်တယ်ဗျဘာပြောဒီကောင်ကြီးတောက်တော့စိတ်ကလမ်းသွားလို့အဲ့လိုမျိုးလေးသူ့ရဲ့အဲ့လိုရီမူးရစ်ပြီးတော့ဘလို့နည်းနည်းတောက်လိုက်တော့နည်းနည်းလေးရီဝေလေးဖြစ်လာတယ်အဲ့ feeling ပေါ့နော်အဲ့ feeling လေးကြိုက်တယ်မိုက်တယ်ကောင်းရေခဲလေးဝါစားကျွန်တော်ငငယ်တုန်းလေးကလေအဲ့လိုအရက်တောက်ပြီဆိုလေညီကိုတွေနဲ့အဲ့လိုမျိုးအတူတူတောက်ပြီဆိုကျွန်တော်အပြောခံဘာပြောခံအမီးတွေလိမ့်စားဒီကောင်ကြီးကအမီးစားနဲတယ်အရက်သမားတွေကျွန်တော်ညီကိုတွေအရက်တောက်ပြီဆိုရင်ဒီကောင်ကြီးကရှယ်အမီးကိုလောက်ပြီးလို့ရှိရင်ဒီကောင်ကြီးကအရက်သမားအစ်စ်တွေဆိုတော့လေအရက်မစားဘူးသိရမှာအဲ့လိုတခါစားရင်တော့နည်းနည်းလေးအဲ့လိုမျိုးစားအဲ့လိုလောက်လေကျွန်တော်အမီးတွေပဲထိုင်ခဲ့ပြီးအရက်ကိုမတောက်ဟိုကောင်ကြီးကဟိုကောင်ကြီးပြောပါလေရောတရားကျွန်တော်ညီတူတော့တဲ့ညီကိုတွေကကျွန်တော်အမီးတွေပဲထိုင်စားနေအဲ့နဲ့ဒီလိုလုပ်လေမင်းဒီတစ်ခွက်တောက်မယ်ဒီတစ်ခွက်ရမယ်ပေါ့ဒီတစ်ခွက်တကုံလုံးချင်းဒီဟာတစ်ခုရမယ်အဲ့လိုမျိုးတွေပါကျွန်တော်မှတောက်ရတယ်သူတို့ level မှီအောင်လို့ဆိုပြီးကျွန်တော်တင်ပေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်အရက်သမားမဖြစ်ခဲ့ဘူးဗျအရက်သမားမဖြစ်ခဲ့ဘူးဒီကောင်ကြီးကတော့ဖြစ်သွားတယ်နည်းနည်းတော့အဲ့လိုအရက်ဆိုင်ကြီးသွားထိုင်နေတောက်မယ်ပေါ့နော်အကိုတွေကတော့ဘယ်လိုလဲဆိုတော့ကိုရီးယားငယ်တုန်းကပတ်စံရှိတယ်မပါဘူးမပါတော့ဒီကောင်ကြီးကပတ်စံရှိတယ်ပတ်စံရှိတော့ခေါ်တော့ဒီကောင်ကြီးခေါ်တော့လိုက်တယ်တောက်တယ်အဲ့လိုမျိုးတိုက်ကြလိုက်ချိတ်တာပါဗျာငယ်တော့ပတ်စံရှိတယ်တော့မပါဘူးဆင်းရဲတယ်ဒါပေမဲ့ကျွန်တော်ညီကိုတွေကနည်းနည်းပတ်စံရှိဒီကောင်ကြီးကဆိုင်သွားမယ်တောက်ပေါ့ကိုကတော့အမီးလိုက်စားရင်လည်းတောက်ဖြစ်တာတော့နော်အဆက်ဆက်လန်းမဟုတ်တောက်တယ်နော်တောက်တဲ့ချိန်တောက်တယ်ဆက်ဆက်လန်းမရှိဘူးဒီကောင်တွေကဆွဲလန်းသွားအရက်သမားဖြစ်တာဆွဲလန်းသွားအရက်ကိုဆွဲလန်းသွားမတော့မနေနိုင်တော့ဘူးအရက်မတော့ဝိုင်းမနေနိုင်တော့ဘူးပြန်ဆွဲလန်းသွားနောက်ပိုင်းဆိုဆရာကြွတ်တွင်းရင်မနက်တွေရောနေ့လေတွေရောညတွေရောနေ့တိုင်းကိုချောင်းနေကြာတော့သူတို့ရဲ့ကလီစာတွေကဘယ်ခံနိုင်မလဲအသေးတွေအဆုပ်တွေဘာနေဘယ်ခံနိုင်တော့မှာနောက်ပြီးတော့လည်းကြားထဲမှာဗမာနိုင်ငံမှာအရက်တွေအတုတွေထုတ်တာအတုတွေထုတ်ပြီးတော့ဆိုင်မှာတင်ရောင်းတာအေးသမားတွေကဘာသိမှာသူတို့အရက်တာဖြစ်ရင်ပြီးတော့ဝယ်လာမဲ့တွေအတုတွေထုတ်ပြီးတင်ရောင်းပြီးတော့အရက်သမားတွေသေကြပြီးတော့တကယ်မလဲတော့ကောင်းနေအရက်ကိုအတုလောက်တာဒီကသေရောအရက်သမားတွေနဲလာမှာမဟုတ်ကျွန်တော်ငယ်တော့နဲ့ကိုမျက်စိတွေရှည်တယ်ကိုရက်ကွက်ထဲမှာတွေ့နေအရက်သမားတွေနဲလာမှာမဟုတ်ညနေဆောင်လာတော့ဘာလို့ညာလို့ဆိုတာညနေဆောင်လာနေသူတို့မှာရင်းထမတော့မနေနိုင်လက်တွေတုံးလာပြီးတော့ဆိုင်တော့အဲ့လိုညနေဆောင်လာနေသူတို့ဆိုင်မှာပဲကြည့်လိုက်ညတော့တနာဖို့ကောင်းတာလေပတ်စံရှိတဲ့လူနဲ့မရှိတဲ့လူကွာတယ်ဗျပတ်စံမရှိတဲ့လူကလေတနာပါတယ်ဗျသူတို့ BE ဆိုခေါ်တာပေါ့နော် BE ကျွန်တော်တို့ရန်ကုန်မှာဆိုရင် BE အရက်ဆိုင်လို့ BE ဆိုင်လေးတွေမှာအရက်ဖြူပေါ်တယ်မှာ BE ဆိုအလုံးအစီကြီးလေအကောင်ကြီးတောက်တယ်ဗျ BE အရက်တွေတောက်တယ်လို့ဈေးဆိုတော့ဘာလို့ဈေးပေါ်အရက်တွေပေါ့နော်အကောင်ကြီးခန္ဓာကိုယ်ပိုထိတာပေါ့နော်ဈေးပေါ်အရက်တွေကအဲ့လိုမျိုးငယ်တော့အဲ့လိုတောက်တော့ကောင်းနေရှိရလားကျွန်တော်လည်းတောက်ခဲ့တာ IBE တို့ဘာလို့ငယ်တော့တောက်ခဲ့တာအသက်ငယ်တဲ့အချိန်တော့
ငယ်ပေါ့တတိယအခုဆိုရင်ငယ်တော့အတူပေါင်းခဲ့တဲ့တငယ်ချင်းတွေသေကုန်ပြီဗျကျွန်တော်ငယ်ပေါင်းတငယ်ချင်းစိုးစံဆိုတာရှိတငယ်ချင်းစိုးစံလည်းသေသွားပြီကျွန်တော်ညီဆိုပေမဲ့လည်းတဝင်းခွဲညီပေါ့နော်ဒီမိုဆိုတာဒီကောင်လည်းအရာသမားပဲဒီကောင်အသက်30နဲ့သွားတာအသက်30ပဲရှိသေးတယ်သေသွားပြီ